အခုပြောပြမယ့်အကြောင်းကဘန်ကောက်ကလေးမျက်နှာဖျားမှာဆူတောင်းပြီးတော့ဂတိမတီခဲ့လို့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးပြောပြချင်ပါတယ်။ထိုင်းမှာမြန်မာထက်နှစ်ကိုးကွယ်မှုပုံများရလို့ထင်တယ်။ဘာလို့လဲဆိုတော့ဘန်ကောက်ကတိုက်တွေကွန်ဒိုတွေအိမ်ကြီးရဲ့ရှိမှာအများနဲ့ဟိန္ဒူနတ်ကွန်းတစ်ခုရှိတယ်ပေါ့နော်။နတ်စလင်တစ်ခုသူတို့ထားလေးရှိတယ်ပေါ့။ဒီစန်ထရဝေါလိုမျိုးလေကောင်နေရာမျိုးတွေမှာလည်းနတ်တွေပူဇော်ပါသားလို့ရတဲ့နေရာတွေအများကြီးရှိတယ်။ဒီစန်ထရဝေါနာလေးမျက်နှာဖျားဆိုလို့ရှိရင်ထိုင်းနိုင်ငံသားတွေတောင်မှကကဘာရဲရက်ကနိုင်ငံသားတွေဆူတောင်းပြည်လုံးလို့တကူတကလာပြီးတော့ဆူတောင်းကြတယ်။လေးမျက်နှာဖျားမှာဆိုလို့ရှိရင်အလောက်ကိုင်းပညာရေးအိမ်ချမ်းမြေပစ္စည်းဥစ္စာအခြေကြီးသွားတဲ့ခါအနေကင်းဖို့ငွေကြေးအဆင်ပြေဖို့ငွေကြေးစီးပွားရေးကဏ္ဍဆောင်ကိုဆူတောင်းလို့ရတယ်ဆူတောင်းလဲတကယ်ပြကြတယ်လို့ပြောကြတယ်ပေါ့နော်အခုပြောပြမယ့်အကြောင်းကဘန်ကောက်ကလေးမျက်နှာဖျားမှာဆူတောင်းပြီးတော့ဂတိမတီခဲ့လို့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးပြောပြချင်ပါတယ်ဒါတိုက်ဆိုင်မှုတစ်ခုပါလို့အမြင်နဲ့ကွဲပြားနိုင်ပေမဲ့တချို့ຢာတွေကကိုယ်တိုင်မကြုံဘူးလဲယုံရမယ့်ຢာတွေရှိတယ်ဆိုတော့ပြောပြပေးချင်ပါတယ်ဒီအဖြစ်အပျက်ကကျွန်တော်တကယ်ချင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ပါကျွန်တော်တို့တကယ်ချင်းတွေကအကြောင်းမျိုးမျိုးကြောင့်ရန်ကုန်ကနေဘန်ကောက်ကိုရောက်လာခဲ့ကြတယ်ကျွန်တော်ကရန်ကုန်မှာ IT အလုပ်တွေလုပ်ခိုင်ကြတာဆိုတော့ဒီမှာလဲ IT လုပ်ရဖို့တော်တော်လေးကိုရှားရတယ်ကျွန်တော်ကတော့ဘန်ကောက်ရောက်ပြီးချင်း2ပတ်ကြာမှာပဲအလုပ်ရသွားခဲ့တယ်ပေါ့ကျွန်တော်တကယ်ချင်းကတော့3-4လကြာအထိအလုပ်မရသေးဘူးအဲ့ဒါကြောင့်သူ့အိမ်ကလည်းရရချီပေးလိုက်ညီမျိုးစုံ3လတော့တာပဲဒီလိုနဲ့စန်ဒရိုဝနာနန်းနန်းမှာအလုပ်ခိုင်အတွက်ဆူတောင်းလို့ရတယ်ဆိုပြီးသူ့ကိုဘယ်သူကပြောလိုက်လေတော့မသိဘူးသူအဲ့ကိုသွားပြီးအလုပ်မြင်မြန်ရပါစီဆိုပြီးတော့ဆူတောင်းပါလေရောဆူတောင်းပြီးလို့အလုပ်ခေါ်စာရရတယ်ပတ်တစ်ထောင်တန်းဒီပွဲတပတ်တွင်းလာကတ်မယ်ဆိုပြီးဂတိပါပေးခဲ့တာပေါ့တကယ်လဲဆူတောင်းပြီးခဲ့ပါတယ်တပတ်တွင်းမှာပဲအင်တာဗျူးရပြီးအလုပ်ခေါ်စာပဲရသွားတယ်အဲ့လိုနဲ့သူလည်းပြောပြီးအိမ်ဒီပါတွေဖုံးဆက်တာပေါ့ပြောလို့ပြီးတော့နန်းနန်းကိုပွဲထက်သွားကတ်ဖို့လို့သူမင်းနေခဲ့တာဒီလိုနဲ့သူတပတ်ကျော်လောက်မှသတိရပါတယ်အဲ့အချိန်မှာသူ့လက်ထဲမှာပတ်စံလည်းနည်းနည်းပြက်နေပြီးတော့သူနေတဲ့နေရာနဲ့လည်းနန်းနန်းကလည်းတော်တော်လေးဝေးတော့ပွဲထက်ပြီးတော့မကတ်ဖြစ်လိုက်အောင်ဒီတိုင်းပဲရပါတယ်ဆိုပြီးပဲနေခဲ့လိုက်တာပေါ့ဒီလိုနဲ့သူအလုပ်လုပ်တာတစ်လားလောက်ဖြစ်တဲ့အချိန်မှာအကြောင်းမျိုးကြောင့်အလုပ်ထုတ်ခံလိုက်ရတယ်လားစာတော့တစ်လားစာတော့ရလိုက်ပြီးတော့အလုပ်ပြုတ်သွားတာပေါ့ဒီလိုနဲ့နောက်လုပ်သူထက်ရှာပါလေရော2ပတ်လောက်ကြာမှာတော့သူအလုပ်တစ်ခုရပါတယ်အလုပ်တစ်ကတော့ဒီပထမ1လား2လားတော့အဆင်ပြေတယ်3လောက်လောက်လေးရအောင်သူအလုပ်ထပ်ပြုတ်သွားပြန်အောင်ဒီလိုနဲ့တော်တော်လေးသူတိုင်ပတ်နေရပေါ့အဲ့ဒါနဲ့ပဲသူ့အိမ်ကိုလည်းအလုပ်ခဏပြုတ်တဲ့အကြောင်းတွေပါပြောတာပေါ့သူ့အိမ်ကတော့ဟိုနန်းနန်းကိုပွဲထပ်ပြီးတော့တောင်းမပေးလို့များလားဆိုပြီးတော့ဒီကျောင်းတငယ်ချင်းကိုပြောတာပေါ့အဲ့တော့ကျောင်းတငယ်ချင်းကလည်းအဲ့နန်းနန်းကိုသွားပြီးတော့ထပ်ပြီးတော့ဆူတောင်းလိုက်တယ်ပေါ့နော်သူ့အိမ်ကလည်းပြောလို့ဆိုပြီးတော့သူဒီတစ်ခါဆူတောင်းတာကတော့အလုပ် offer ရတာနဲ့ချက်ချင်းလာကပ်ပါမယ်ဒီမှားခဲ့တာတွေရှိလဲတောင်းဝင်ပါတယ်ပေါ့ပြီးတော့သူ offer ရတဲ့နေတစ်လားပြည်တိုင်းတစ်လားတစ်ခါဒီအမြဲတမ်းပေါ့နော်တစ်လားတစ်ခါအလုပ်မပြုတ်မချင်းလာတိုင်းပွဲလာပေးမယ်ဆိုပြီးတော့ဆူတောင်းလိုက်ခဲ့သေးတယ်ဒီလိုနဲ့နိုဝင်ဘာ4ရက်နေ့မှာသူအလုပ်ပြန်ရတယ်ပေါ့နော် offer ရပြီးတော့အလုပ်တစ်ခုရပါတယ်ရချင်းမှာပဲလေးမျက်နှာဖျောက်သွားပြီးတော့ပွဲထပ်သွားပေးလိုက်တယ်ပြီးတော့သူ့ရဲ့ဂတိအတိုင်းပဲ4ရက်နေ့တိုင်းအမြဲတမ်းပွဲသွားပေးနေအခုထိပဲပေါ့ဆိုတော့4ရက်နေ့တိုင်းညနေ6နာရီလောက်ရက်ပူအသားညူခပ်ပိန်ပိန်စပင်ကောက်နဲ့Adidas လွဲအမဲလေးလွယ်ထားတဲ့တယောက်ကိုလေးမျက်နှာဖျားမှတွေ့ရင်တော့အဲ့ဒါကျွန်တော်တကယ်ကြီးဖြစ်နိုင်ပါတယ်သူအခုထိလည်းအဲ့လုံးမှာလုံနေတာတစ်နှစ်ကျော်ပါပြီအားလုံးစင်ပြေပြီပါပဲဒါတွေကမယုံတဲ့လူတွေအနေနဲ့တော့တိုက်ဆိုင်တယ်လို့ပြောလို့ရပါမယ်တခြားသူတွေအနေနဲ့လည်းအငင်းပွားစရာဖြစ်နေနိုင်ပါတယ်ဆိုတော့အခုနားထောင်တဲ့လူတွေမှာရောထိုင်းရနန်းနန်းတွေမှာဆူတောင်းမှုတဲ့လူရှိကြလားဆူတောင်းပြရင်ရောဘာတွေလုပ်ပေးရလဲဘာတွေဆူတောင်းခဲ့ကြလဲပြောပြပေးခဲ့ပါဦးဒီဖြစ်ပျက်ကကျွန်တော်တကယ်ချင်းတယောက်ပြောပြတဲ့ဖြစ်ပျက်လေးပါသူတို့ရက်ကွက်ထဲမှာအတော်ကြီးတယောက်သေသွားလို့အာသူဘုံမှာဖြစ်ခဲ့တဲ့အကြောင်းလေးပေါ့သူတို့ရက်ကွက်ထဲမှာအတော်ကြီးတယောက်ရှိတယ်အဲ့တော်ကြီးကအပြူကြီးပြီးတော့အပေါက်ကလည်းဆိုးတယ်အိမ်သားမှာလာစော့တတ်တဲ့ကလေးဆိုလို့ရှိရင်ခဏမောင်းထုတ်တတ်တယ်ညဘက်ဆိုရင်မိုဘိုင်းလက်ကျန်စုပြီးတော့စော့တဲ့လူငယ်တွေကိုခဏအော်လွတ်တယ်ပေါ့အိမ်မောကနေပြီးတော့ရေနေလေးဖျန်းတယ်လူငယ်တွေကအဲ့တော်ကြီးကိုတိတ်မကြည့်ကြအောင်ဒီလိုနဲ့နေတွေပူတဲ့နေရာတွေတရက်မှာပေါ့နေတွေကနေအဲ့တော်ကြီးကပြန်လာပြီးတော့အိမ်ရောက်ချင်းမကြီးချိုးလိုက်တာအောင်းတော်ကြီးကျုပ်ပြက်ပြီးတော့အတော်ကြီးကသေသွားတယ်အဲ့ဒါနဲ့အဲ့တော်ကြီးရဲ့တူရဲ့တူမတွေကအာတုဘလုပ်ပေးတာပေါ့အာတုဘရင်ဆိုတော့ရက်ကွက်တဲ့ကလူငယ်လူကြီးတွေကထုံးစံတိုင်းပဲဖဲအိတ်ကြတယ်ကျောင်းတငယ်ချင်းအောင်နဲ့သူ့တငယ်ချင်းလည်းတွားရိုက်ကြတာပေါ့အဲ့ဒီမှာကျောင်းတငယ်ချင်းအောင်ဖဲရိုက်တာသူပါသမျှပတ်စံနေကုံတော့နေပါဖြစ်နေရောအဲ့ဒါနဲ့သူကလူငယ်ဆိုတော့ပါဇက်ကလည်းအာချောင်းတာပေါ့အာချောင်းကြီးနဲ့မှသေသွားတဲ့အတော်ကြီးနာမည်ကိုခေါ်ပြီးရိုက်ပါလေရောအတော်ကြီးတင်နေဆိုပြီးဖဲကိုခေါ်ပြီးရိုက်တော့အဲ့ရိုက်တဲ့ပွဲမှာပဲနှစ်ဆဒိုနဲ့သူနိုင်သွားတယ်အဲ့မှာပဲဖဲဝမ်းလူတွေကလည်းသဘောကျသွားတာပေါ့နောက်တစ်ပွဲလဲကြောက်အောင်နာမည်တက်ခေါ်ပြီးရိုက်ပြန်ရောအဲ့လိုနဲ့သူရှုံးနေရနေပြီးတဝိုင်းလုံးသိမ်းတဲ့အနေထားတွေပါဖြစ်ကုန်ဖဲဝမ်းလူကြီးတွေကလည်းသူတို့ရှုံးလာတော့မင်းသေရဲ့လူနာမည်အဲ့လိုခေါ်ပြီးမရိုက်နဲ့ပေါ့ဘာညာမကောင်းဆိုပြီးဖြစ်ကုန်လူကြီးတွေကလည်းသူတို့လက်ဖဲရှုံးနေရတယ်ရှုံးမဲပြီးညစ်ချင်တာလည်းပါမှာပေါ့ဦးလေးတို့မကျေနပ်ရင်လည်းဦးလေးတို့ခေါ်ပြီးရိုက်ဆိုပြီးပြောတော့အခြေတင်ဖြစ်ကုန်ရောအဲ့လိုနဲ့ဖဲရိုက်ရင်ကျောင်းတငယ်ချင်းကလည်းဝန်တင်ခေါ်လာတော့သူနောက်ဆုံးထိုင်ခိုင်းတဲ့ပွဲရောက်နေပြီညကလည်းတော်တော်နှက်နေပြီအောင်လည်းတဝိုင်းလုံးသိမ်းထားတော့နောက်ဆုံးပွဲလဲဆိုတော့ဒီရှုံးထားတဲ့လူကြီးတွေကရှိသမျှပတ်စံနဲ့အကုန်ပုံအောပြီးထိုးပါလေရောသူကလည်းလူငယ်ဆိုတော့ချွေးတွေပါပြန်နေပြီနောက်မှဝိုင်းအောင်ပြီးကြည့်ရလူရလည်းအပြည့်ပဲလူတွေအများကြီးဆိုပေမဲ့သူတို့ပွဲကိုအကုန်လုံးကြည့်နေကြတယ်လုံးဝတိတ်ဆိတ်နေရတယ်နောက်ဆုံးပွဲလည်းဖြစ်နေရလဲပါတော့အဲ့ချိန်မှာပဲကျောင်းတငယ်ချင်းကအတော်ကြီးတင်နေဒီပွဲနိုင်စားကျင်တာကျွေးမယ်ဆိုပြီးအာထက်ချောင်း
အဲ့လိုနာမည်ခေါ်ပြီးဖဲကိုကြည့်လိုက်တာနှစ်ဆနဲ့ဒူပြီးတော့တဝိုင်းလုံးမှာထပ်သိမ်းသွားတယ်အဲ့ဒါနဲ့ပဲသူလည်းအရှုံးများရဲ့လူကြီးကိုနည်းနည်းစီပြန်ပေးလိုက်တာပေါ့သူနဲ့လိုက်လာတဲ့တငယ်ချင်းတွေကိုလည်းဘီယာဘိုးတွေပါပေးပြီးတော့ဖဲဝိုင်းလည်းသိမ်းကြတယ်အဲ့လိုနဲ့အောင်လည်းပြန်တော့သူ့တငယ်ချင်းနေရာနဲ့မတူတော့တယောက်တည်းပြန်ရတယ်ညလည်းတော်တော်နှက်နေပြီအချိန်ဆိုရင်ည2 နာရီလောက်ရှိလောက်ပြီအောင်ရဲ့အိမ်ကအာသူဘအိမ်နဲ့ဆိုလို့ရှိရင်15မိနစ်လောက်လမ်းလျှောက်ရတယ်သူလည်းဖဲဝိုင်းကနိုင်ပြီးပြန်လာတော့ပြုံးဖြီးနဲ့ပြန်လာအဲ့လိုနဲ့လမ်းလျှောက်နေရင်အနောက်ကလူတယောက်လိုက်လာတဲ့အတန်ကြားတော့သူလှည့်ကြည့်လိုက်တယ်ဘယ်သူမှရှိမနေဘူးအဲ့ဒါနဲ့သူလည်းကြောက်ကြောက်နဲ့ခတ်တော့လမ်းလျှောက်ရောသူလမ်းလျှောက်နေရင်မှလမ်းမီးတွေကတဖြည်းမှိန်လာတယ်တလန်းလုံးလေးမှောင်သွားရောမီးပြတ်သွားတယ်ထင်ပါတယ်အဲ့လိုမီးပြတ်သွားတော့သူအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာဒီအမောင်ထဲမှာသပင်ဖားလားချထားတယ်ဘယ်မှမသိတဲ့မိန်းမကြီးတယောက်ဒုံကြီးကိုကိုင်းပြီးသူ့စီတန်းပြီးတော့ပြေးလာတွေ့လိုက်ရတယ်အဲ့ဒါနဲ့သူလည်းလမ်းပြန်ပြီးတော့အိမ်ကိုတန်းပြေးတော့တာပဲသူအိမ်ရောက်ပြီးအိတ်တော့အိမ်မထဲမှာသူ့နောက်ကိုအဲ့လိုမျိုးဒုံကြီးကိုင်းပြီးလိုက်လာတဲ့မိန်းမကြီးကငါစားချင်တာကျွေးဆိုပြီးအတင်းတောင်းနေရတယ်မကျွေးရင်နင့်ကငါလာခေါ်မယ်ဆိုပြီးပြောပါလေရောအဲ့လိုနဲ့သူလည်းကြောက်ပြီးကြောင်ကရမ်းနေပြောနေတာအိမ်ကလူကြီးလည်းတိသွားရောနောက်နေ့မနေ့ရောက်တော့လမ်းထဲကလူကြီးတွေကအောင်သတင်းကြားတော့ဖဲဝိုင်းကအကြောင်းတွေပြောလိုက်ရောအဲ့ဒါနဲ့သူ့အိမ်ကလည်းမဖြစ်တော့ဘူးဆိုပြီးဆရာတွေပိုင်းနဲ့ပွဲတွေပါပေးပြီးတောင်းပန်ရတဲ့အထိပါဖြစ်သွားတယ်သူလည်းအိစားဖြစ်ပြီးတဲ့နောက်ပိုင်းအာသူဘအိမ်တွေမှာဖဲရိုက်လို့ရှိရင်အာမချောင်ရဲတော့ပြောတယ်အခုနားထောင်နေတဲ့ခင်ဗျားတို့မှာရောအဲ့လိုမျိုးအာသူဘအိမ်တွေနဲ့ပတ်သက်ပြီးထူးဆန်းတဲ့ကိစ္စတွေဖြစ်ခဲ့ကြဘူးလားဖြစ်ခဲ့ကြုံခဲ့ဘူးလို့ရှိရင်ကျွန်တော်ရဲ့ Telegram Channel လေးမှာလာပို့ပေးနိုင်ပါတယ် @hs မြန်မာဆိုပြီးတော့ Telegram မှာရှာပြီးပေးပို့ထားနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီဖြစ်ပျက်လေးကကျွန်တော်ကိုမင်းထက်တာ Telegram မှာလာပို့ထားတဲ့သူ့ရဲ့ဖြစ်ရမှန်အကြောင်းလေးပါကျွန်တော်နာမည်ကတော့မင်းထက်တာပါကျွန်တော်တက္ကသိုလ်ဒုတိယနှစ်တက်နေတဲ့အချိန်မို့ကျွန်တော်ကအဆောင်မှာညဘက်တွေဆိုရင် guide လုပ်ရင်းနဲ့ကြောင်းတက်တာဗျဖြစ်စဉ်ကဒီလိုကျွန်တော်အဆောင်မှာ guide လုပ်နေတဲ့ကလေးတွေနေတဲ့ကျောင်းဟာမူတော်ကအထက်တန်းကျောင်းတစ်ခုဗျအဲ့အဆောင်မှာနေတဲ့ကျောင်းသားတစ်ယောက်ရှိတယ်သူ့နာမည်ကမောင်အေး9တန်းကျောင်းသားပါတနေ့မှာအဲ့ကျောင်းသားကကျောင်းဆင်းတော့ရေကူးကျင်တယ်ဆိုပြီးမြို့ကရေကန်ကြီးတစ်ခုမှာရေကူးတာရင်းနေပြီးတေဆုံးသွားတယ်သူရင်းနေတဲ့အချိန်ကဆောင်းဝဲဖြူကိုတပတ်လောက်ပဲလူတော့တဲ့အချိန်အဲ့ဒါနဲ့သူ့လောင်းကိုရင်းနေပြီးနောက်တစ်ရက်လောက်ကြာမှပြန်ရခဲ့တယ်မိဘတွေကတော့ရင်းနေခွဲငိုကြတာပေါ့ဗျာသူရင်းနေပြီးနောက်2ရက်လောက်နေတော့ထူးဆန်းနိုင်စဖြစ်တာပဲဘလို့ဖြစ်တာလဲဆိုတော့သူတက်ခဲ့တဲ့ကျောင်းမှာကျောင်းဆောင်ဆရာတယောက်ရှိတယ်ဖြစ်ကျင်တော့ည10 နာရီလောက်မှာအဲ့ဆရာအပေါ်သွားကျင်တယ်ဆိုပြီးအိမ်သာသွားတာအိမ်သာနဲ့ကျောင်းဆောင်ဆရာနေတဲ့အိမ်က9 မိနစ်လောက်လမ်းလျှောက်ရတယ်ဗျအဲ့ဒါနဲ့အဲ့ကျောင်းဆောင်ဆရာအပေါ်သွားပြီးပြန်မလာတော့ဘူးသူဘယ်ရောက်သွားတာလဲဆိုလို့ရှိရင်သူကမောင်အေးနေခဲ့တဲ့အဆောင်ရှိကိုရောက်လာပြီဆရာမရေးဆရာမတားမောင်အေးလေလာထွက်ကြည့်ပါဦးဆိုပြီးခေါ်နေရဗျအဆောင်မှုဆရာမထွက်လာပြီးကျောင်းဆောင်ဆရာဘာကိစ္စရှိလို့လဲဆိုပြီးမေးတာပေါ့အဲ့တော့ကျောင်းဆောင်ဆရာကတားမောင်အေးပါဆရာမဆိုပြီးဆရာမမမှတ်မိဘူးလားဆိုပြီးပြောတော့ဆရာမကလန့်သွားတာပေါ့အဲ့ဒါနဲ့ညာရင်းချင်းပဲအဆောင်ထဲကိုဆရာတော်တွေနဲ့မောင်အေးရဲ့မိဘတွေကိုပင်းဖိတ်ပြီးတားဘာလို့သူ့ခန္ဓာကိုယ်လဲဝင်ပူးရတာလဲဆိုပြီးဆရာတော်ကမိန်တော့မောင်အေးကသားဆောင်ပွဲဖြည့်ခြင်းလို့ဆိုပြီးပြောတယ်ဗျဆရာတော်ကလည်းမင်းကွယ်လွန်သွားပြီလေတဲ့လူလေးရဲ့တဲ့ဒီဘွားတော့ဒီမျှပဲပေါ့တဲ့ဖုံဖုံနဲ့မိမိဘာတွေမင်းတို့တာရုခေါ်ပြီးမယ်ဆိုပြီးတော့တရားနာပြီးတာတုမျှ3 ညင်ခေါ်ပြီးမှဝင်ပူးနေတဲ့ဆရာလည်းမေးလဲသွားတယ်နောက်တစ်ယောက်မှဆရာကတတိယလာပြီးနိုးလာတယ်ကျောင်းဆုံးဆရာလည်းသူဘာဖြစ်သွားလဲသူမှတ်မိတော့ဘူးတဲ့မောင်ကြီးရဲ့မိဘတွေကိုတော့အိမ်ညမှာလာအိမ်မက်ပေးတာတားသွားပြီနော်တဲ့ဖေဖေမမီတို့ဆိုပြီးတော့ပျောက်သွားတယ်တဲ့အဲ့ဒီဖြစ်ပတ်ကအမှန်တကယ်ဖြစ်ခဲ့တာပါတေဆုံးသူနာမည်ကလည်းမောင်အေးမဟုတ်ပါဘူးနန်းစားသုံးထားတာပါပေးပို့ခဲ့တဲ့ကိုမင်းထက်လာကိုလည်းကျေးဇူးတင်ပါတယ်အဲ့လိုမျိုးကိုတစ်ဖြစ်ရမှန်နေပေးပို့ခြင်းတော့ @hs မြန်မာလို့ရိုက်ရှာပြီးတော့ Telegram မှာပေးပို့နိုင်ပါတယ်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်